Hello ဒီနေ့ကျွန်တော်ရှောင်းကိုတော့မှာပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ရှောင်းကိုအစကိုင်းတော့မှာပါ Okay ခရီးလေးတော့ရှင်းမယ်ခရီးလေးရှင်းမယ်နောက်ပြီးတော့ကိုရှိတွေခွာမယ်ပေါ့နော်စဉ်းစားလိုက်တာဒါမှကိုရှိခွာဖို့ကဝေးသေးပါလေအမှဗီဒီယိုရတန်းရောက်လာတာကျွန်တော်ပြေးရတယ်ဘာဖြစ်လဲဆိုတော့တာဝါထဲမှာကြည့်လို့ပေါ့မဟုတ်ရင်တော့မပြေးပါဘူးကျွန်တော်ခြိုက်တော့မပြေးဘူးပေါ့ဒီခရီးလေးတော့စားမယ်စားမယ်ဒီခရီးစားပြီးရင်မကာတူသွားမယ်ဒါမဲ့ဟာကိုဖဖန်ကိုရပင်းကလုံးဝမကောင်းဘူးတဲ့ဟာနာဘီရှိဟာနာဘီသွားမယ်ရမယ်ဟာနာဘီပြင်ရတယ်ဟာနာဘီပြတ်မလို့ပဲလာတာဒါမဲ့မပြတ်ခဲ့ဘူးပေါ့နော်ကွာရှောင်းမမကိုင်းတတ်တာဒါမဲ့ကိုင်းကြည့်တာပဲပြင်လို့လိုမျိုးပဲပေါ့နော်ကျွန်တော်ကိုင်းမလာပြီဟာနာဘီရိုးတော့မပြတ်ခဲ့ဘူးနော်အောက်လမ်းလေးပြန်ဆင်းမယ်ဒီခေတ်ကတော့ပြင်းလို့3-4ချက်5ချက်လောက်ရိုက်ခဲ့တာပေါ့နော်အောက်လမ်းပြန်ဆင်းမယ်နောက်ပြီးတော့ခရီးတက်မယ်ခရီးကိုရှင်းမယ်โอเคရပြီနောက်တော့ကိုကြီးခွာမယ်ကိုကြီးခွာဖို့ကမရဘူးခရီးရရောက်လာကျွန်တော်ဘာလို့ခရီးတွေပဲအရင်တရာဗီဒီယိုအကောက်ရောက်ဘာတော့မှဘယ်တော့မှကိုကြီးခွာရတော့မှမဟုတ်ဘူးလို့စဉ်းစားမိလိုက်တယ်ဒါမဲ့လေခွာရမှာပဲကိုတောင်ဝင်လေအဲ့ဒီပွင့်သွားတော့ကျွန်တော်ကကိုကြီးခွာဖို့အနေထားကိုကျွန်တော်လွတ်ပြီးတော့အဲ့မှာဗီဒီယိုကိုသွားလုပ်တာဒါမဲ့လည်းမပြတ်ပါဘူးငါနူးတယ်တော့ဒီဒါမဲ့ကျွန်တော်ရအောင်လို့လုပ်ခဲ့ပါလေအမလည်းမပြတ်တာတော့မတက်နိုင်ဘူးကျွန်တော်ပဲပို့လို့သွင်းနေတော့အမကျွန်တော်မသိခဲ့တာအမဘရူနိုကြီးရောက်လာပြီအဲ့ဒါကိုကျွန်တော်မသိခဲ့ဘူးဘရူနိုကြီးရောက်လာပြီဆိုတော့ပြေးရတာဘောနော်ဘရူနိုကြီးရောက်လာပြီဆိုတော့ဟုတ်ပြီကျွန်တော်ဒါပေမဲ့နိုင်မလားချကြည့်အောင်ပေါ့နိုင်လောက်တာမသိဟိုမနိုင်ဘူးကျွန်တော်ပြေးရပြီမရဘူးသူ့မှာ skill 1ရှိတယ်ကျွန်တော်သေပြီသေတော့လည်းပြန်လို့ပြီအဲ့တော့ဘျူရိုသွားချင်းမယ်ဆိုတော့ကျွန်တော်အထက်တန်းနေသွားတက်တော့ဘောနော်ဒါပေမဲ့ကျွန်တော်ရေရပြောရမှာပေါ့နော်ကျွန်တော်တကယ်သွားရှင်းမှာပါနိုင်မလားတော့မသေးချဘူးဆိုမှသွားပါပဲအောက်လိုင်းကိုဒီလိုမျိုးသွားတော့ကျွန်တော်အဲ့လိုမျိုးတန်းလိုက်သွားဘုံကတိတယ်ဒီအဲ့တော့ကျွန်တော်ကဒီလိုမျိုးသွားအပေါ်လန်းကတော့အပေါ်တင်းတန်းနိုင်မလားတော့မသေးချဘူးပေါ့အဲ့ဒီတော့ကောက်တော့လားဒါပေမဲ့မထွက်ဘူးအမလိုင်းကထစ်တယ်ကျွန်တော်လုံးဟုတ်ကြပါဦးကျွန်တော်ပြေးရပြီကျွန်တော်တခွက်ပြမှာကတော့ကြည်လားဖွင့်ပြေးရရလုံးနေပြီရောကောကရှိတယ်ဒီမရှိမထည့်ရသေးရောကောမထည့်ရသေးအဲ့ဒါမြင့်ညရောကောထည့်ဖို့ကျွန်တော်ကောခေဝကြီးရလဲကျွန်တော်ရတာမကြသေးဘူးဗျဟိုတိုင်းဝ9000ကျော်6000လောက်နဲ့ခေဝရတာတော်တန်တယ်နောက်လို့ဆိုတောင်းပြေးဖို့အဲ့လောက်တည်လို့တယ်နောက်အခု9000ကျော်6000လောက်နဲ့ခေဝရတာဟိုတော့ခေဝပြန်လာတယ်အဲ့တော့ရလိုက်တာအမကျွန်တော်ဘရူနိုဒီတစ်ခေါက်နိုင်မလားတော့မသိကြဘူးပြေးရရင်လည်းတူတယ်ဒါပေမဲ့စကီဆရာကြီးတွေကအဲ့လိုမျိုးပဲနိုင်တတ်ပါတယ်ဟောလိုင်းကထစ်တယ်ကွာဘာဖြစ်လို့လဲမသိဒီမှာနိုင်ပြီဟုတ်ပြီလေအဲ့လိုမျိုးပဲရှိရမှာပေါ့ဆရာကြီးတွေကဟုတ်တယ်မလားမဟုတ်တာကြားနေရပဲဘာညာစားကဒီခရီးလေးစားမယ်အမတားတယ်ပဲတဲ့ကဖြစ်ပြီအလူကကြီးရောက်လာတော့ကျွန်တော်လည်းပြေးရတယ်တော့မဟုတ်ပါဘူးကျွန်တော်ပြန်ပြေးပါဦးအဲ့လိုမျိုးချတယ်ပေါ့နော်အမကျွန်တော်ဟိုဘခရီးစားမယ်လို့လည်းတားတယ်ပဲတဲ့ဆိုတာလေးသွားယူမယ်တာလေးသွားဟုတ်မယ်ကူညီမယ်ဆိုပြီးတော့သွားတာဒါပေမဲ့တာတဲ့ကိုတိုင်းကရနေဘာလို့လဲမကျွန်တော်လိုက်ပြီပေါ့တာတဲ့ရတော့ချမ်းမရထွက်ပြီပေါ့သွားပြီအမFrank ကလည်းတော်တယ်အပရိချွတ်တွေတော့တက်တယ်မကြောက်ကာဒိုနဲ့အလူကကြီးရောက်လာတော့ကျွန်တော်လည်းပြေးရပြီပြေးတာပဲတော့မလားတော့မသိဘူးလောတော့ပါတယ်ကျွန်တော်မသေးတော့ပါဘူးအီမူခက်တယ်လို့ဒါပဲအလူကတော့ကျွန်တော်တတ်ခဲ့ပါတယ်
ကောလေးအိမ်ပြန်မယ်ပေါ့နော်ဂျမအိမ်ပြန်မယ်ဆိုတော့အမရှိဘာတော်ရှိသွားပြီတော့ဒီတော်ဖင်ရလိုက်ကြနောက်တေးသွားမှကြည့်တာဘရူနိုလိုက်တော့ကွာဒါပေမဲ့အမဘရူနိုကတေးတော့မသေးရဘူးအဲ့တော့ကလိုင်းထင်ရတယ်နဲ့ပါတယ်ပေါ့နော်ဘရူနိုကကျွန်တော်မရဘူးဖိုးရီကရသွားတယ်အမကျွန်တော်မြင်းလို့ဆိုပြီးတော့လာတာပေါ့နော်အမအလူကရောက်လာဟာနာပြီးနဲ့တန်းလို့တော့ကျွန်တော်သေးတယ်အမတော့ပြန်လို့ပြီပေါ့နော်ဒီနားနေမှာဖြတ်ထားတယ်ပါနော်အဲ့ဒါပြန်လို့ရကာတူလေလန်းသွားမယ်ဆိုပြီးတော့သွားတယ်ကာတူမချိတယ်ဟာနာဘီကတော့ထည့်ကျွန်တော်ဟာနာဘီတက်နိုင်မလားတော့မသိကြဘူးလိုင်းကလည်းအလောင်းမကောင်းဘာကောင်းကရှုံးပေးတာမပေးပါဘူးနော်ငါတို့ကအချုံးမပေးတယ်ဘူးဟာနာဘီကြီးကလိုင်းမကောင်းဒါမဲ့တီးတယ်ဒါမဲ့flick ကမတော့လည်း line ကောင်းမကောင်းသေးမှပြန်လို့ပြီဆိုတော့ဟိုဘဟာနာဘီကတော့ဒီဘာတွေအောင်ရှောင်းနေပြီ okay တဲ့ဟိုဒီဘွဲကတော့ဘယ်လိုနေမလဲတော့မသိဘူးကွာပွဲကောင်းမလားပွဲမကောင်းမလားတော့ကျွန်တော်လည်းသိချတိတ်တော့ပါဘူးကျွန်တော်ကဒီလိုမျိုးဖုန်းနဲ့ edit လုပ်နေရတာဖြစ်လို့တော့အဲ့လောက်တော့မကောင်းမှမဲ့တီးကြပြီးတော့ကြည့်ကြည့်ပြကြပါတော့ကျွန်တော်အုံးမစလုပ်တဲ့ YouTuber လေးပါတော့နောက် subscribe လေးနဲ့ like and share လေးတော့ပေးခဲ့ကြပါနောက်ဒီလိုမျိုး mobile ကြီးပတ်ကြီးRoblox အမုန်းငါဗီဒီယိုတွေလည်းတင်ပေးသွားပါမယ်ကျွန်တော်ဟိုတော့မေးရင် comment တွေမှာမေးချင်မေးလို့ရပါတယ်ကျွန်တော်အားလုံးကိုဖြည့်မေးချင်မေးရတော့မဟုတ်ဘူးနော်မေးရှင်တွေခေါ်လို့ရပါတယ်မေးရှင်တွေကျွန်တော်လုပ်ပါမယ်ကိုကြိုက်တဲ့မေးရှင်တွေပေါ့အားလုံးခက်တော့မမေးကြပါနဲ့ပေါ့နော်ကိုကလောလေးပေါ့အဲ့လိုမျိုးမေးပါအဲ့လိုမျိုးလုပ်ပေးပါမယ်လောက်တာလည်း viewer တို့မှာကြည့်ရှုပေးကြပါတော့ video မှာကြော်ညာလေးတက်တယ်မကြော်ကြပါနဲ့ VPN လေးခံပြီးရင်ကြည့်ပေး VPN လေးခံပြီးကြည့်ပေးကြပါကျေးဇူးပြု viewer တို့မှာဒီလိုမျိုး VPN ခံပြီး subscribe လုပ်တာပါမဖြစ်ပါဘူးကျွန်တော်တို့မှာ subscribe လေးတစ်ခုကတော့မှတော်တော်ဟိုမှဟွာဖြစ်ပါတယ်တန်ဖိုးရှိပါတယ်ဒါကြောင့်လုပ်ဝေးကြပါကုသေးပြန်ပြီကွာ